ပဲမင်္ဂလာပါစီးပွားရေးတွေကြာဆင်းဈေးကွက်တွေမငြိမသက်ချင်နေတဲ့အချိန်မျိုးမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအတွက်စိုးရိမ်ပူပန်မိတာဟာတိတ်ကိုတဘာဝကြပါတယ်ဒီကနေ့ရှင်းလင်းတင်ပြကြမှာတော့စီးပွားရေးအကြက်တဲတွေကြားထဲမှာကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှုကိုတကယ်ကာကွယ်ပေးနိုင်တဲ့ safe haven assets လို့ခေါ်တဲ့စိတ်ချရတဲ့ပိုင်ဆိုင်မှုတွေကိုဘလို့တေချာအကဲဖြတ်ရမလဲဆိုတာကိုအရင်မြစ်စာသားများအပေါ်အခြေခံပြီးစိတ်ဝင်စားစရာကောင်းအောင်ရှင်းလင်းတင်ပြတော့မှာဖြစ်ပါတယ်ဒီရှိုးထွေးလာတဲ့စီးပွားရေးသဘောတရားတွေကိုအလဲတကူနားလည်နိုင်ဖို့အတွက်ပြင်ဆင်ထားတဲ့အချက်လက်တွေကိုတဆင့်ချင်းအတူတူလေ့လာသွားကြမှာပါဒီကနေ့အဓိကလေ့လာသွားမယ့်အစီအစဉ်တွေကတော့အပိုင်းတဲ့အကြအတဲကာလာအလူရက်ဝယ်ယူမှုအပိုင်းနဲ့ငွေကြေးဆိုင်ရာအမှန်တရားအပိုင်း3ပိုင်ဆိုင်မှုမြောက်ရေးဆက်ဆက်မှုအပိုင်း4အဓိကလက္ခဏာရဲ့5ခုနဲ့အပိုင်း5ကောလာဟလာမပါဘဲယဉ်နှီးမြွနှံခြင်းတို့ပဲဖြစ်ပါတယ်ဒီလိုရွတ်တိကြကြအစင်းလိုက်လေးလာတော့ကြအဖြစ်စစ်မှန်တဲ့ဗနာရေးလုံခြုံမှုကိုဘလို့အကဲဖြတ်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်လာစေမှအသေးချပါပဲအပိုင်းအကျက်အတဲကာလာအလူအရက်ဝယ်ယူမှုကဲပြဿနာတွေစဖြစ်လာတဲ့အခါလူတွေဘလို့အလူအရက်ကိုတုံ့ပြန်တကြတယ်လဲဆိုတာကိုတန်းပြီးလေ့လာကြည့်လိုက်အောင်ဒီလိုမတင်ငိမ်တဲ့အချိန်တွေရောက်လာပြီဆိုရင်ရွှေတို့နိုင်ငံခြားငွေတို့ကိုဘာဖြစ်လို့အလူရက်ဝယ်လေးရှိကြတာလဲစဉ်းစားကြည့်ဘူးကြလားနိုင်ငံရဲ့အပြောင်းလဲတွေနဲ့စီးပွားရေးကျဆင်းမှုတွေကြုံလာရတာကဘာတဝမ်းမှာတော့ပြည်တွင်းမှာပါဒီလိုပြုမှုမျိုးကိုထပ်ခါတလဲလဲတွေ့ရတာပါရဲ့အရင်မြစ်စာသားကရှင်းပြထားရတာတော့ရှင်းပါတယ်မတင်ငွေမှုတွေဖြစ်လာတဲ့အခါလူတွေကကြောက်လာပြီးသူတို့ရဲ့လက်ဝယ်ရှင်ငွေသားပဲယင်းနှိမ့်ညွတ်နှံမှုတွေကိုပိုပြီးစိတ်ချရမယ့်နေရာတွေစီအလူရက်ပြောင်းလဲဖို့စူးစမ်းကြတာပေါ့အဲ့ဒီအခါလူတိုင်းကတပြိုင်နက်တည်းဝယ်ဖို့စူးစမ်းကြတဲ့အခါဝယ်လိုအားကရွတ်တရက်အစမတန်ထိုးတက်သွားပါတယ်ဒါပေမဲ့ရွှေလိုမိုးပိုင်ဆိုင်မှုတွေကဈေးကွက်ထဲမှာရရှိနိုင်တဲ့ပမာဏအကန့်အသတ်ရှိနေတယ်လေဝယ်ခြင်းတဲ့သူကများပြီးပစ္စည်းကနေနေတဲ့အခါဈေးတွေထိုးတက်သွားတာဟာတိတ်ကိုတဘာဝကြတဲ့အခြေခံစီးပွားရေးသဘောတရားတစ်ခုပါပဲတကယ်တော့လူတွေကပစ္စည်းကိုဝယ်နေတာတဲ့စအေးချမှုကိုဝယ်ယူဖို့ကြိုးစားနေကြတာလို့ပြောလို့ရပါတယ်ဒါဆိုရင် safe haven asset တို့မဟုတ်စိတ်ချရတဲ့ပိုင်ဆိုင်မှုဆိုတာအတိအကျပါကိုဆိုလိုတာလေရှင်းလေးပါပဲဈေးကွက်တွေခမောက်ကမဖြစ်ပြီးစီးပွားရေးအကျက်တဲတွေကြုံနေရခြင်းမှတောင်တန်ဖိုးမကြပဲတည်ငြိမ်နေမယ်ဒါမှမဟုတ်တန်ဖိုးပိုတောင်တက်လာနိုင်တယ်လို့ယုံကြည်ရတဲ့ယင်းနှိမ့်နှံမှုမျိုးကိုခေါ်တာပါလှိုင်းကြီးလက်ထန်စီနေတဲ့အချိန်မှာအသက်ကအင်ဂျီဝတ်ထားရတယ်လို့မျိုးပေါ့အဖိုင်းနဲ့ငွေကြီးဆိုင်ရာအမှန်တရားဒီသဘောတရားကိုပိုပြီးရှင်းလင်းသွားအောင်အရင်အမြင့်စာသားတွေကလက်တွေ့ဥပမာတစ်ခုနဲ့ဆက်ကြည့်ရအောင်ဒီမှာပြထားတဲ့အချက်ကတကယ်ကိုထင်ရှားပါတယ်ပြည်တွင်းငွေကြေးတန်ဖိုးတွေထိုးကျသွားတဲ့အချိန်မှာ American Dollar လိုနိုင်ငံခြားငွေကိုကင်ထားခြင်းကကိုယ့်ရဲ့ကြွယ်ဝမှုကိုဘလို့ကာကွယ်ပေးနိုင်တယ်လဲဆိုတာပါပဲအရင်ကငွေလင်းနှုန်းနဲ့အကျက်အတဲကာလာငွေလင်းနှုန်းပြောင်းလဲသွားပုံကိုအရင်အမြင့်စာသားထဲမှာသမိုင်းဝင်ဥပမာတစ်ခုအနေနဲ့ပြသထားတာပါဒေါ်လာကိုမြန်မာငွေ1600ကျော်အထိရောက်သွားခဲ့တဲ့အခြေအနေမျိုးပါအခုတကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကဒီကိန်းခဏရဲ့နောက်ခွေကအကြောင်းရင်းပါပဲအဲ့ဒီအချိန်မှာ American Dollar ဟာကမ္ဘာတဝန်းမှာအစမတန်တက်သွားတာမျိုးမဟုတ်ပါဘူးအဓိကအကြောင်းရင်းကပြည်တွင်းစီးပွားရေးကျဆင်းသွားတဲ့အတွက်ပြည်တွင်းသုံးမြန်မာကျပ်ငွေရဲ့ဝယ်ယူနိုင်စွမ်းအားတွေကျဆင်းသွားလို့သာဖြစ်တယ်ဆိုတာကိုအရင်အမြစ်စာသားကအတိအကျထောက်ပြထားပါတယ်အဲ့ဒီတော့ရှင်းပါတယ်ဒေါ်လာကင်ထားတဲ့သူတွေဟာကိုယ်ပိုင်ဆိုင်မှုတန်ဖိုးကျဆင်းမဲ့အန်တီရဲ့နဲ့ကာကွယ်နိုင်ခဲ့ကြတယ်ဒါဟာဒီဓာတ်တွင်းစီးပွားရေးအကျပ်အတဲတစ်ခုမှာဒေါ်လာကို safe haven အဖြစ်ရပ်တည်သွားစေတာပါပဲဒါပေမဲ့စာသားထဲမှာတတိပေးထားတဲ့အချက်လေးတစ်ခုရှိပါတယ်။ပြည်တွင်းစီးပွားရေးသာပြန်ပြီးနားလည်ထူလာမယ်ဆိုရင်ဒီငွေလဲနှုန်းတွေကပြန်ကျသွားနိုင်ပါတယ်။ဆိုလိုတာကဒါဟာငွေကြေးတဲ့အားကောင်းမှုပုံမူတည်ပြီးဒေတာတွင်းမှာရည်အားချင်းသာအလုပ်လုပ်တဲ့စိတ်ချရမှုမျိုးဖြစ်တယ်ဆိုတာတတိပြုရမှာပါ။အပိုင်း3ကတော့ပိုင်ဆိုင်မှုများရဲ့ဆက်ဆက်မှုသို့မဟုတ် asset correlation ပါ။ဒါကနည်းနည်းလေးပိုပြီးနိပိလာဆန်သွားပေမဲ့တိတ်ကိုရေးကြည့်ရဲ့အပိုင်းပါ။ဘာလို့တချို့အရာတွေက safe haven ဖြစ်ပြီးတချို့ကလုံးဝအသုံးမဝင်တာလဲဆိုတာကိုရှင်းပြပေးမဲ့တော့ချက်ပါပဲဒီဆက်ဆက်မှုတွေကိုအရင်အမြတ်စာပါကအဓိက3မျိုးခွဲခြားပြထားပါရဲ့ပထမတစ်ခုကအတူတကွပြောင်းလဲတတ်တဲ့ဆက်ဆက်မှုဒုတိယကစန့်ကျင်ဘက်ပြောင်းလဲတတ်တဲ့ဆက်ဆက်မှုနဲ့တတိယကတော့လုံးဝဆက်ဆက်မှုမရှိတာမျိုးတွေပါကိုငွေကိုကာကွယ်ချင်ရင်တော့အထွေထွေစီးပွားရေးကျဆင်းတဲ့အခါလိုက်ပြီးမကျဆင်းတတ်တဲ့ခွိုင်ဆိုင်မှုမျိုးကိုရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်စာသားထဲကတကယ်ကိုထိရောက်တဲ့ဥပမာတစ်ခုကိုကြည့်ရအောင်အတူတကွပြောင်းလဲတတ်တဲ့ဆက်ဆက်မှုကိုအောက်ထပ်92နဲ့95စီစဉ်နှုန်းတွေနဲ့နှိုင်းယှဉ်ပြထားပါတယ်။ကမ္ဘာရေနံဈေးတက်ရင်နှစ်ခုလုံးလိုက်တက်တယ်။ကြာရင်နှစ်ခုလုံးလိုက်ကျတယ်။ဒါကြောင့်92ဈေးကျမှာစိုးလို့95ကိုဝယ်ထားပြီးကာကွယ်မယ်ဆိုတာလုံးဝမထင်နိုင်ဘူးလေ။စန့်ကျင်ဘက်ပြောင်းလဲတတ်တဲ့ဆက်ဆက်မှုကတော့ခုနကပြောခဲ့တဲ့မြန်မာကျပ်ငွေနဲ့ American Dollar လိုမျိုးပေါ့။ပြည်တွင်းစီးပွားရေးထိုးကျသွားတဲ့အခါပြည်တွင်းငွေနဲ့အရှင်ရင်နိုင်ငံခြားပိုင်ဆိုင်မှုရဲ့တန်ဖိုးကပြောင်းပြန်ထိုးတက်လာတတ်ပါတယ်။ဒါကတိတ်ကိုရှင်းလင်းတဲ့သဘောတရားပါပြီးတော့ဘာနဲ့မှဆက်ဆက်မှုမရှိတဲ့လွတ်လပ်တဲ့ပိုင်ဆိုင်မှုတွေလည်းရှိပါသေးတယ်
DBC တွေကပင်မစီဝါကြီးဘီလောက်ပဲအတက်အကျဖြစ်နေပါစေသူတို့ကတော့ဘာမှမဖြစ်တယ်လို့တီတီညီညီမဲ့ဆက်ရှိနေတတ်ပါတယ်ဒီလိုကြီးညီမှုမျိုးကမိမိရဲ့ပိုင်ဆိုင်မှုတွေကိုအလွန်ခြုံဆုံးတင်စီထားခြင်းတို့တွေအတော့တကယ်ကိုအိမ်မက်တစ်ခုလိုပါပဲအပိုင်း၄ကိုရောက်လာပါပြီအဓိကလက္ခဏာရဲ့၅ခုပါဒီနေရာမှာအရေးကြီးဆုံးမှတ်သားရမယ့်အချက်ကစန့်ကျင်ဘက်ပြောင်းလဲတတ်တဲ့ဆက်စပ်မှုရှိအောင်နဲ့တင်ဒါကို safe haven လို့သတ်မှတ်လို့မရပေပါဘူးစစ်မှန်တဲ့ safe haven ဟုတ်မဟုတ်တေချာအကဲဖြတ်ဖို့တိကျတဲ့အစနှုံးတွေလိုအပ်ပါလေ အရင်မြစ်စာသားကယာယီခေတ်စားမှုတွေနဲ့တကယ်စစ်မှန်တဲ့ safe haven တွေကိုခွဲခြားနိုင်ဖို့အချက်၅ချက်ပါတဲ့အကဲဖြတ်စစ်ဆေးရမယ့်စည်ရင်းတစ်ခုကိုပေးထားပါတယ်။ဒီရွှေလိုတန်ဖိုးရှိတဲ့စီမင်း၅ခုကိုတစ်ချက်ချင်းအသေးစိတ်ကြည့်လိုက်ရအောင် ပထမအချက်ကငွေထိလွယ်မှုပါအချက်အသေးကာလမှာငွေသားအရေးပေါ်လိုအပ်လာပြီဆိုရင်အဲ့ဒီပိုင်ဆိုင်မှုကိုတန်ဖိုးမလော့တိုင်းမြန်မြန်ဆန်ဆန်ပြန်ရောင်းနိုင်ဖို့လိုပါတယ်ပြန်ရောင်းဖို့ခက်နေမယ်ဆိုရင်ဒါအလွန်ဆိုးရွားတဲ့ရွေးချယ်မှုဖြစ်သွားပါပြီဒုတိယအချက်ကအသုံးဝင်မှုပါလူတွေအတွက်လက်တွေ့ကြပြီးရေးရှိအသုံးဝင်တဲ့အရာတစ်ခုဖြစ်ဖို့လိုပါတယ်ဒီတိုင်းငုတ်တုထိုင်ကြည့်နေုံထက်ပိုတဲ့လက်တွေ့အသုံးကျမှုတစ်ခုခုရှိနေမှာဖြစ်မှာပါတတိယအချက်အနေနဲ့ကန့်သက်ချက်ရှိသောပမာဏဖြစ်ဖို့လိုပါတယ်အလွဲတကူအညာအပြားထောင်လို့ရတဲ့ဖန်တီးယူလို့ရတဲ့အရာမျိုးလုံးဝမဖြစ်ရပါဘူးဘသူမဆိုးလွယ်လွယ်လေးထပ်ပွားလို့ရနေရင်တန်ဖိုးကကျသွားမှာအသေးအချပါပဲစတုထအချက်ကတေချာတို့လိုအပ်ချက်ပါဒါကအစားထိုးလို့မရတဲ့အရာဖြစ်ရမယ်ယာယီသဘောကျလို့လိုချင်တာမျိုးမဟုတ်ပဲလူသားတွေအတွက်မရှိမဖြစ်အမြဲတမ်းလိုအပ်နေမဲ့အရာမျိုးဖြစ်ဖို့တိတ်ကိုအရေးကြီးပါတယ်နောက်ဆုံးပင်စမအချက်ကတော့ရေရှည်ခိုင်ခတ်မှုပါပဲအချိန်တွေကြာလာတာနဲ့အမျှပုတ်တိုးပျက်စီးသွားတာမျိုးမူလအခြေတွေပြည့်ယွင်းသွားတာမျိုးလုံးဝမရှိရပါဘူးဥပမာအစားအစာတွေကလိုအပ်ချက်မြင့်မားပေမဲ့အချိန်ကြာရင်ပုတ်တိုးပျက်စီးတတ်တယ်လीရွှေကတော့အချိန်ကာလကြာရှည်စွာခိုင်ခန့်တည်မြဲနေတတ်ပါတယ်ဆက်စွနှစ်တွေနဲ့ချီပြီးကျွေဝါမှုကိုကာကွယ်ဖို့ဆိုရင်ရေရှည်တည်တံ့ခိုင်မြဲမှုဆိုတာမရှိမဖြစ်ကိုလိုအပ်တဲ့အချက်ပါအပိုင်းကကောလာဟာလာမပါပဲရင်းနှီးမြုပ်နှံခြင်းကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီဆိုရင်ထီလာမှုကြီးနောက်ကိုအကန့်ယုံလိုက်မဲ့အစားအခုဆွေးနွေးခဲ့တဲ့ UT ကြတဲ့အချက်လက်တွေကိုလက်တွေ့မှာဘယ်လိုအသုံးချကြမလဲဆိုတာကြည့်လိုက်ကြရအောင်စောစောကအချက်၅ချက်ပါတဲ့မူပေါင်းကိုအတိအကျအသုံးပြုလိုက်တဲ့အခါစိတ်ချရတဲ့ပိုင်ဆိုင်မှုဆိုတာရွှေနဲ့ဒေါ်လာတက်ထက်တင်မဟုတ်ဘူးဆိုတာကိုတွေ့လာရပါလိမ့်မယ်အရင်မြစ်စာသားထဲမှာအခြားရွေးချယ်စရာလေးဖြစ်တဲ့အင်ချမ်းမီအစိုးရငွေတဲ့စားချုပ်တွေတေချာလိလာထားတဲ့ cryptocurrency တွေခိုင်မာတဲ့နိုင်ငံခြားငွေတွေနဲ့အရေးအကြီးဆုံးအချက်ဖြစ်တဲ့မရှိမဖြစ်စီးပွားရေးလုပ်ငန်းတွေကိုပါထည့်သွင်းဖော်ပြထားပါတယ်ဈေးကွက်တစ်ခုလုံးပြိုကျသွားတဲ့အချိန်မှာတော့စိုက်ပျိုးရေးနဲ့ဆေးဝါးလိုလုပ်ငန်းတွေဟာလူသားတွေရဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတာဖြစ်လို့သူတို့ရဲ့တန်ဖိုးကိုဆက်လက်ထိန်းသိမ်းထားနိုင်ကြတာဖြစ်ပါတယ်။ဒီနေရာမှာအရင်မြစ်စာသားကတိတ်ကိုအရေးကြီးတဲ့3 page တစ်ခုကိုအလေးနဲ့ထားပြီးပြောထားပါတယ်။ social media ပေါ်ကကောလာဟလတွေကိုကြည့်ပြီးအလွယ်တကူလိုက်မဝယ်ပါနဲ့တဲ့။လူတွေကစိုးရင်ထိတ်လန့်ပြီးတစ်ခုခုကိုအလူရက်ဝယ်နေကြပြီဆိုရင်အဲ့ဒီမှာဈေးနှုန်းပူပေါင်းကြီးတစ်ခုဖြစ်လာပါပြီ။ထိတ်လန့်မှုကြောင့်ဈေးမြင့်ဆုံးအကျင့်မှာသွားဝယ်မိအဲ့ဒီပူပေါင်းပေါက်ကွဲသွားတဲ့ခါကိုယ့်ရဲ့ခွေတွေဆွရှုံးရပါလိမ့်မယ်ကျွန်တော်တို့အခုလေးတင်ဆွေးနွေးခဲ့တဲ့လက္ခဏာရက်တွေနဲ့ဒေကြအကဲဖြတ်ချင်းကသာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးနိုင်မယ့်အကောင်းဆုံးလက်နက်ဖြစ်ပါတယ်ဒါစငင်းနောက်ဆုံးအနေနဲ့ဒီမိခွန်းလေးကိုစဉ်းစားကြည့်စေချင်ပါတယ်စီးပွားရေးအကျပ်တဲတစ်ခုဖြစ်လာလို့လူလိုင်းကပိုင်ဆိုင်မှုတစ်ခုကိုအလူရက်ဝယ်ယူနေရပြီဆိုရင်ခဏလေးရက်ပြီးတွေးကြည့်ပါအခုကိုရွေးချယ်လိုက်တဲ့ပိုင်ဆိုင်မှုတွေကစောစောကအဓိကလက္ခဏာရက်၅ခုပေါ်အခြေခံပြီးကြည့်ရင်တကယ်ပဲစိတ်ချရတာလားဒါမှမဟုတ်လူများလောက်တာကိုမျက်ကန်းယုံကြည်ပြီးလိုက်လုံနေတာလားဒီလိုရှင်းလင်းပြထားတဲ့အကဲဖြတ်နေစနစ်တင်နေတာဆိုရင်ဘုသူမဆိုရင်းနှီးမြှုပ်နှံမှုတွေကိုရွတိကြကြညလွတ်လွတ်လပ်လပ်အကဲဖြတ်နိုင်ပြီးဖြစ်ပါတယ်ဒီကနေ့ရှင်းလင်းတင်ပြချက်ကိုအတူတကွလေ့လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အများအားအသိဉာဏ်ရှိရှိနဲ့ပဏာရေးဆိုင်ရာဆွံ့ပြချက်တွေချမှတ်နိုင်ကြပါစေ